အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မနေ့6နိုင်ကစပြီးကျွန်တော်နိုင်ငံမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးရဲ့ပထမပိုင်းဟာနိုင်ငံတော်နေရာအနှံ့ပြားမှာမဲဆန္ဒရှင်မိဘပြည်သူတွေရဲ့သက်ဝင်လှုပ်ရှားမှုတွေနဲ့အတူအောင်မြင်မြင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒါဟာအပြည့်တတ်တော့ပုံသေးပါဦးခင်ဗျဆက်ရန်ခီးများလဲကြံရှိနေပါသေးတယ်လို့ဆိုရပါဖြစ်ပါတယ်ဒီနေရာမှာအပြုသဘောမဆောင်တဲ့ကောင်းကျိုးကိုမလိုလားတဲ့တောက်ချက်ဖြစ်စည်းလိုသူဖြတ်သမားတို့ကဒီရွေးကောက်ပွဲကြီးကိုပြက်ပြားအောင်နီလန်မျိုးစုံနဲ့ချင်းချောက်တဲ့ဟန်တာတဲ့နှောက်ရက်ခဲ့တယ်ဒါဒီဘလို့ပဲလုပ်ခဲ့သည်ဖြစ်စေနောက်ဆုံးမှာတော့နိုင်ငံတော်ရဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဆွေးနွေးကြကြကုကဲမှုမဲဆန္ဒရှင်မိဘပြည်သူတွေအားလုံးရဲ့ပြင်းပြတဲ့ဆန္ဒတွေရဲ့အောက်မှာနေလာနှင်းပြောက်ဆိုသလိုရွေ့စင်ကွယ်ပြောက်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီရွေးကောက်ပွဲကြီးဖြစ်မြောက်ဖို့အတွက်စီစဉ်ညွှန်ကြားသူအားလုံးအဖက်ဖက်ကပူးပေါင်းကူညီဆောင်ရွက်ပေးကြသူအားလုံးလူညွေကဏ္ဍအသီးသီးမှာပါဝင်ကူညီဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့ဝင်အားလုံးပူးပေါင်းကူညီဆောင်ရွက်ကြတဲ့ကျွန်တော်တို့ပါတီဝင်တွေကျွန်တော်တို့ပါတီရဲ့မိသားစုဝင်တွေမဲဆန္ဒရှင်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့တလေးတစားကျေးဇူးတင်ရှိပါကြောင်းလဲဒီနေရာနေတစ်ဆင့်ပြောကြပါရစေသူတို့ကကျွန်တော်တို့ဒီပွဲကြီးမှာပါဝင်ဆင်နွှဲခဲ့ကြတဲ့လုပ်ဖော်ကိုင်ဘက်နိုင်ငံရေးပါတီအားလုံးနဲ့နိုင်ငံရေးပါတီမှာရှိတဲ့ပုဂ္ဂိုလ်တွေတော်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်းကျွန်တော်အနေနဲ့အထူးလေးစားသမှုပြုအပ်ပါကြောင်းလဲအလေးနဲ့ထားပြီးတင်ပြပါရစေခင်ဗျာကျွန်တော်ပါတီရဲ့ဆောင်မှုဖြစ်တဲ့အနာဂတ်မှာကျွန်တော်နိုင်ငံတော်ကြီးပုံမခိုင်မှာပြည်မြန်မာကြီးဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက်ကျွန်တော်အားလုံးရဲ့စုပေါင်းအားနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်တွားကြရအောင်မှာမဟုတ်ပါလားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်